အခြေခံ English စကားပြောစာကြောင်းလေးတွေအများကြီးလာကြည့်အောင်ပထမတစ်ကြောင်းကတော့မင်းလိုအပ်ရင်ငါ့ကိုဖုန်းဆက်လိုက်နော်ဒါဆိုလို့ရှိရင်လိုအပ်ရင် if needed ငါ့ကိုဖုန်းဆက်လိုက် call me back if needed မင်းလိုအပ်ရင်ငါ့ကိုဖုန်းဆက်လိုက် call me back if needed ငါခုအလုပ်လုပ်နေလို့ငါနဲ့ကိုနောက်မှဖုန်းခေါ်လို့ရမလား I'm working now can I call you later I'm working now Can I call you later? သူလာခြင်းခဲ့ပြီမဲ့သူ့မှာအချိန်မရှိခဲ့ဘူး She wanted to come but she had no time. She wanted to come but she had no time. သူကစိတ်လေးဖြတ်ပလိုက်ပြီ He stopped smoking.မိုးရွာနေတယ်ဒါကြောင့်အိမ်မှာပဲနေကြရအောင် It's raining so let's stay at home. It's raining so let's stay at home. အရန်ပူတယ်အပြင်မထွက်ပါနဲ့ It's really hot. Don't go outside. It's really hot. Don't go outside. မိုးရွာမဲ့ပုံပဲထီးယူသွားပါ It might rain. Please take an umbrella. It might rain. Please take an umbrella. မင်းကောင်းကောင်းမအိပ်ရင်မင်းပင်ပန်းမှာပေါ့ If you don't sleep well, you will be tired. If you don't sleep well, you will be tired. ဒီနေ့တနေ့ကုန်ကအိမ်တန့်ရှင်းလို့ရမယ် I need to clean the house the whole day. I need to clean the house the whole day. မင်းဖုန်းရမ်းသုံးရင်မျက်စိနာမှာပေါ့ If you use your phone too much, your eyes will hurt. If you use your phone too much, your eyes will hurt. Ready လို့တော့နော်ငါတို့9မိနစ်ဆိုရင်ကနေထွက်တာမှာ Get ready, we are leaving in 5 minutes. Get ready, we are leaving in 5 minutes. ငါမင်းကိုတယောက်တည်းမချန်ထားခဲ့ခြင်းဘူး I don't want to leave you alone. I don't want to leave you alone. မင်းပိုက်ပြင်ငါ့ကိုပြောနော် Tell me when you're full. Tell me when you're full. မင်းအိမ်ရောက်ရင်ငါ့ကို message ပို့ပါ Text me when you get home. Text me when you get home. တယောက်နဲ့တယောက်ကျင်နာပါ Be kind to each other. Be kind to each other. ဟုတ်ပြီနော်မိတ်ဆွေတို့ဒီလိုမျိုးစကားပြောလေးတွေကိုမိတ်ဆွေတို့ကစိတ်ဝင်စားတဲ့ဒီလိုမျိုးစကားပြောစာကြောင်းလေးတွေကိုစိတ်ဝင်စားလို့ရှိရင်နောက်ထပ်ဗီဒီယိုတင်ပေးမှာဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကြိုက်တယ်ဆိုရင် comment မှာတခါတည်း yes လို့ရေးပေးပါ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို